ချစ်လို့ပြောလိုက်တာနဲ့အများစုကပူလောင်မှုတွေကိုပဲပြင်းမြင်တတ်ကြတယ်လောကကြီးမှာအေးချမ်းအောင်ချစ်လို့ရတဲ့ချစ်ချင်းတွေလည်းတကယ်တော့ရှိပါသေးတယ်ကိုပေးလိုက်တဲ့ချစ်ချင်းတွေကြောင့်တစ်ဖက်သားမှာပျော်ရွှင်ခြင်းငြိမ်းချမ်းခြင်းစိတ်ရိုးကိုယ်ပါလုံခြုံခြင်းတွေရရှိသွားတယ်ဆိုရင်ဘလောက်များကောင်းလိုက်သလဲကိုယ်တိုင်လည်းသိပ်ပျော်ရွှင်ရတာပေါ့ဒါပေမဲ့စစ်တေဆိုတာနှစ်ဦးနှစ်ဖက်နဲ့ဆိုင်တဲ့ကိစ္စဖြစ်နေတော့တစ်ဖက်ကပေးတာကိုတစ်ဖက်ကလက်ခံနိုင်မှုတော့လိုတယ်မလိုအပ်တဲ့သူမလိုချင်တဲ့သူကိုမှားပြီးမပေးမိဖို့တော့အရေးကြီးတယ်မှားပြီးပေးမိခဲ့ရင်လည်းမှားသွားလေခြင်းလို့နောင်နာရီနဲ့ပူလောင်မနေပါနဲ့ကိုယ်စိတ်ရင်းကသာစစ်မှန်နေခဲ့ရင်တစ်ချိန်မှာပုမြတ်တာနဲ့ထိုက်တန်တဲ့သူဟာကိုဘဝတွေကိုရောက်လာမှာတေစာပဲမှုအတိတ်မှာပိတ်မိမနေပဲကိုယ်တိုင်ကအေးဆန်းတဲ့သူဖြစ်အောင်သာစူးစမ်းလိုက်ပါကွယ်